ကာတွန်းမင်းတို့ဘူဘူပါဝင်တော့ကိုပြောက်ဘူဘူဒီစရာကောင်းလိုက်တာဘာလို့ရရင်ကောင်းမလဲတခုခုဆွဲရရင်ကောင်းမှာပဲဟာပြီဒီအခန်းလေးသွားပြီးရှာဖွေလို့ရမယ်အေးဒါပါတနဲ့လေးလားတင်းကျင်ကြီးပတ်တဲ့တနဲ့လေးလားငါတော့ထော်ပြီတနဲ့ထဲမှာရေလေးမတွေ့ဘူးဒါဘာတနဲ့များပါလေမှန်တယ်ဒီတနက်နဲ့ကိုပန်းအိုးကိုစမ်းပစ်ကြည့်မယ်ဟာပန်းအိုးပြောက်သွားပြီဒါဆိုရင်ဒါကိုပြောက်တနက်ပဲဖြစ်ရမယ်တောက်ချင်တာတွေဖြောက်လို့ရပြီဟေးဖြောက်လို့ရပြီကွာပူစီလေးဝင်လာပြီတော်ပဲကဲပူစီလေးကိုပြစ်ပြီဟေးပြစ်ပြီဟာပူစီလေးကိုမမြင်ရတော့ဘူးမင်းတယောက်သွားပြီလေကွာကြောစမ်းမိဘူးလေကကြောင်တန်ကြားတယ်ဗျာကိုမငါတို့ကြီးဒီထဲမှာသွားနေပါလားဒါငါတို့ကိုကြောင်ချီနေတာပဲဖြစ်နေအဲ့ဒါငါတို့ညနေစာကွာပြန်ချခဲ့တယ်ဟဲ့လူကြပါဦးအားတို့ပြောက်သွားပြီကြောင်ပိုက်တဲ့လူချလိုက်ပြီဒီနေ့တောင်းလည်းမသိဘူးကြောင်ပါပြီဗျငါပါပြီဗျမိချက်ထားတဲ့ငါတို့ပါသွားပြီအချူခံရတော့မယ်ဗျကြောက်တယ်မိမချူကြီးငါပါကိုဖြောက်ပြီးပုံနေတော့မယ်ဗျကိုကြောက်ဘူးဖြစ်ပါကွာဒီမခံရတော့ဘူးဟေးငါအခက်ကဘူဘူအတန်ကြားဒီကောင်ဘာဝင်လုပ်နေလဲမသိဘူးငါအမြန်သွားကြည့်အောင်ပါဗျာဤဒီဝင်လာပြီအတမတငင်းလေးဒီပုံနေတယ်အခန်းထဲမှာဘူဘူလည်းမတွေ့ပါလားဒီကောင်မင်းဘယ်မှာပုံနေလဲကွာဟိုမှာငါတနက်ပါလားဒါဆိုဒီကောင်ငါရဲ့ကိုပြောတနက်ကိုယူပြီးအတုံးချလိုက်ပြီဖြစ်တယ်ဟဲ့ကောင်မင်းငါတနက်နဲ့ကိုဖြောက်ပြီးပုံနေတယ်မလားအမလေးမှန်မှန်ပြောတဲ့မင်းငါအခန်းထဲမှာရှိနေတယ်ဆိုတာငါသိနေတယ်နော်ငါပြည့်စင်နဲ့ငါ့ကိုပြန်စော်ပါတယ်ဟုတ်လားပြောနေတာကြားငါတော့လို့ဤတီးတက်တာဖလိုက်ဒီကောင်မင်းကကိုဖြောက်ပြီးရက်ွက်ထဲမှာရှောက်တောင်းရမ်းလုံးနေပေါ်လေဟုတ်လားလမ်းလေကောင်မှရက်နေလေငါ့ကိုဘယ်သူမှမမြင်ကြဘူးကွာငါတက်တာတူလို့ရတယ်ဟေးဟိုမှာလာနေတာဖက်ကြီးပါလားဒီခါတော့ဒီငါ့ကိုရမ်းစားမှာလို့အရင်ကျင့်မှာလို့ချက်ပြရမလို့ဟုတ်ပြီငါကိုပြောင်းနေလို့ကောက်နောက်ကနေလိုက်ပြီးပညာပေးရမယ်ဒီငါ့ကိုဘယ်ကောင်လာတီးသွားတာလဲကွာဖက်ခဲ့စမ်းဟာလေကွာကျုပ်ကွာဒါဘူဘူအတန်ပဲဟာဒီကောင်ဘာမှလဲငါလက်တီချောင်းကောင်းကောင်းပြရသေးတာပေါ့ဟေးမင်းရှိမှာရှိနေပါလေကွာမကြည့်နိုင်ရင်လက်သူနဲ့ပြေးထိုးလိုက်လေမင်းကကိုပြောက်နေတယ်လားတေဖို့သာပြင်ပြီးတော့ဘူဘူစုပ်ဒီကောက်ကိုမတွေ့ပဲငါကဘလို့လို့လက်တီးနဲ့ထိုးရမှာလဲသိပါပြီဗျာ
ဘိုးဘိုးကိုဖြောက်ပြီးငါ့ကိုနှိမ့်ဆက်အနံကျင့်နေတယ်ပေါ့လို့ ဟိုမှာခွေးတကောင်ပါလားခွေးကိုဆောက်ကန်သူဖက်တီကိုလူမတက်အောင်လုပ်ရမယ်ကဲကန်နေကွာ အခွေအမလေးတို့ကြပါဦးလို့လူမပြီးခွေးဆွေးရကြတာ哦 အဲ့ဒါမှခွေးပြေးဝက်ပြေးအစီအပြကြည့်ထားကြကြိုးရေရတယ်ဗျရေရတယ်ဟာဒီကနေမိမိတို့အိမ်ပဲချက်သွားရမယ်ဘယ်သူလဲမသိဘူးတကားခောက်နေတော့ပြင်မှာဘယ်သူမှလည်းမတွေ့ပါလားမိမိလက်ရှာလို့ငါအိမ်ထဲအမြန်ဝင်လိုက်မယ်ဟာမိမိတို့အိမ်ထဲမှာစားစရာတောက်စရာတွေအပုံကြီးပါလားစားရကြည့်ပြီးဝါရကြည့်ပြီးအကုန်ကြောင်သွားပြီဘယ်သူဝင်စားသွားတာလဲအဲ့တော့အိမ်ကစားရတဲ့တခုမှမရှိတော့ဘူးဒါကြောင်ချီသွားတာလားကြောက်ဆွဲသွားတာလားတခုခုတော့တခုခုပဲဟင်းခုမှစားရဘယ်သူရေးသွားတာလဲဒါဘုဘလေးအတိရဲ့ညာအင်္ဂါစားစရာတွေကိုအလစ်ဝင်စားသွားတယ်ပူပူစက်အပြန်ပြီတတာဘိုးပြန်လာပြီယိုးဘိုးပြန်လာပြီဗျအိမ်မလေးတယောက်မှမတွေ့ပါလားငါကိုကြီးထိသွမ်းပြန်ပြီးပြန်ပေါ်လာပြီဒီကောင်အင်းဒီမင်းဘယ်ရောက်နေလဲကွာငါဒီမှာပြန်ရောက်လာပြီလေငါကိုကြီးလည်းထိသွမ်းပြန်ပြီးပြန်ပေါ်နေပြီကွာထွက်လာကြည့်ပါဦးဒီလည်းထွက်မလာပါလားဒီပေါ်မှာဆိုင်တွေ့ပါလားဒီကောင်ဘို့မင်းပြပြနဲ့မင်းလူတွေကဖျားကူးသူလူအိမ်သွားလို့ငါပါလိုက်သွားတယ်မင်းကပြင်ထွက်ဆော့နေလို့မခေါ်တော့ဘူးငါတို့ညတကောင်ကြမှာပြန်ရောက်လာကြမယ်မင်းအိမ်ဆက်နေလိုက်တော်ဆိုဒီမှာငါတယောက်တည်းပေါ့အမလေးလို့ကြပါအောင်ဗျာလာကြပါအောင်ဒီမတိုင်ခန်းကြီးကြီးကတုံနေတယ်ဗျာအိမ်ထဲမှာလည်းခြေတံတွေကြားနေရတယ်လာကြပါအောင်ဗျူကျုပ်ဒီအိမ်ထဲမှာတယောက်တည်းမနေရဘူးဗျာနည်းနည်းပြန်လာကြပါတော့ဗျူဒီကောင်ပူဒီတိုင်းပြောင်းလဲထားလိုက်ဒုကိုတွေပြန်ပေါ်လာမှဒီကောင်သဘောပေါက်သွားလိမ့်မယ်ဟုတ်ပါအန်တီဟုတ်ပါ